ကျွန်တော်စောစောကမေးခဲ့တယ်နော်ခမရတို့ရဲ့အနောက်မှာဘသူရှိနေလဲဆိုတာသိကြလားလို့ကျွန်တော်အခုအဲ့ဒီနေ့ညကအဖြစ်ပြက်ကိုဆက်ပြောပြမယ်ကျွန်တော်လေဘီနာမှာအရင်အေးစိမ်သွားပြီးပုတ်စော်နန်းနဲ့အနိုင်ကြီးကပြန့်လာတယ်လှဲ့ကြည့်ဖို့ဆိုတာကျွန်တော်ရဲ့ဦးနောက်ကလုံးဝခွင့်မပြုတော့ဘူးဒါပေမဲ့ကျွန်တော်ရဲ့မျက်လုံးတွေကမှန်တင်ကုံဘောကမှန်တဲ့ကိုအမှတ်မထင်ကြည့်မိသွားတယ်မှန်တယ်မှာကျွန်တော်ပခုံးဘောကိုတင်ထားတဲ့လက်တစ်ဖက်အဲ့ဒီလက်ကဖြူဖြော့ပြီးရောင်ကိုင်နေတာပဲရေထဲမှာအကြာကြီးစိန်ထားတဲ့အလောင်းတစ်လောင်းရဲ့လက်လိုမျိုးအရေပြားတွေကဖောင်းကြွပြီးလန်နေတယ်ပြီးတော့လက်သေးခွန်တွေကလည်းကွာကျနေပြီးသွေးပုတ်တွေထွက်နေတာကျွန်တော်အော်ဖို့စူးစမ်းပြီးမယ်အတန်ကထွက်မလာဘူးလေဘင်းကိုတယောက်ယောက်ကညှစ်ထားသလိုပဲအဲ့ဒီအချိန်မှာမှန်ထဲကနေကျွန်တော်အနောက်မှာရပ်နေတဲ့အရာကိုအထင်းအရှားမြင်လိုက်ရတယ်။သပင်ရဲ့ရှည်ကြီးတွေကမျက်နှာကိုဖုံးထားတယ်။ဝစ်ထားတဲ့အဝတ်စားတွေကရေဒီရွှဲနေပြီးကျမ်းပင်ပေါ်မှာရေအိုင်ကြီးဖြစ်နေပြီ။သူကဖြည်းဖြည်းချင်းမျက်နှာကိုမော့လာတယ်။သပင်ကြားထဲကနေထွက်လာတဲ့သူ့မျက်လုံးတွေကလူမျက်လုံးနဲ့မတူဘူး။မျက်စမ်းမရှိဘူး။အဖြူကွက်ကြီးတွေပဲ။သူ့ပါးစပ်ကနေအတန်းထွက်လာတယ်။စောစောကဖုံးထဲကအတန်းတဲ့ပိုနီးကတ်တယ်။ပိုပြီးတော့လည်းအေးစက်တယ်။ငါကိုဘာလို့တကားမဖွင့်ပေးတာလဲသူ့လက်ချောင်းလေးကကျွန်တော်လေဘင်းကိုထိလိုက်တဲ့အချိန်မှာကျွန်တော်တတိလစ်ထွားခဲ့တယ်။နောက်နေ့မနက်ကျွန်တော်နိုးလာတော့ကရင်ပေါ်မှာအရာအားလုံးကအိမ်မက်လိုဘာလိုနဲ့ပေါ့။ဒါပေမဲ့ခင်ဗျားတို့သိလားကျွန်တော်ထိုင်ခဲ့တဲ့ကလတ်ထိုင်ပေါ်မှာရေကွက်ကြီးကအခုထိမချသေးဘူး။ပြီးတော့ကျွန်တော်ရဲ့ဖုန်းထဲမှာ miss call တဆောင်ဝင်နေတယ်။အချိန်ကမနက်3:33 မိနစ်ကျွန်တော်အခုဒီဇလန်းကိုပြောပြနေရင်းနဲ့တော့ကျွန်တော်အိမ်ရှိကတကားကိုတယောက်ကလာခောက်နေပြန်ပြီတကားခောက်ထန်ခပ်ပြင်းပြင်းဒုံခမရတို့ရောအခုနားထောင်နေရင်းနဲ့တယောက်ကတကားလာခောက်ရင်လုံးဝသွားမဖွင့်ပါနဲ့ဘာလို့လဲဆိုတော့အဲ့ဒါလူမဟုတ်နိုင်လို့ပဲ